16ရာစုတုန်းကတော့သူမက Vampire Elizabeth ဆိုပြီးတော့နာမည်ကျော်ကြားခဲ့ပါတယ်။လူသဘာဝအရာမွေးလာမယ်။မွေးပြီးသွားလို့ရှိရင်တဖြည်းဖြည်းအိုမင်းရင်းရော်လာမယ်။အိုမင်းရင်းရော်လာပြီးတဲ့နောက်မှာတော့နာမကျန်းဖြစ်ပြီးသေဆုံးရမယ်ဆိုတာကိုသူမကကောင်းကောင်းသိပါတယ်။အဲ့မဲ့သူမကအသက်ရှင်နေစဉ်အတွင်းတော့တခြားမျိုးသမီးတွေနဲ့ရှင်အမြဲတမ်းငယ်ရွယ်လှပနုပြိုနေခြင်းခဲ့တာပါလူတွေရဲ့ချီးကျူးစကားကိုသူမအယံကိုပဲနှိမ့်ချိုက်ခဲ့ပါတယ်ဒါကြောင့်အသက်ကြီးလာပေမဲ့ဆယ်ကျော်သက်လေးလိုပဲအမြဲထင်ရအောင်သူမရဲ့နီလန်တစ်ခုကိုသူမလက်စုပ်လက်ကင်အမြဲဆွဲထားခဲ့ပါတယ်တောင်းမခွေကောင်းပြီးတော့ထိုးဆန်းလာတဲ့နီးတစ်ခုကိုသူမလက်ဆွဲကင်ထားခဲ့ပါတယ်အဲ့ဒီနီလန်ကတော့ငယ်ရွယ်ချောမောလာတဲ့မြက်ပြိုလေးတွေရဲ့သွေးတွေနဲ့အပြိုစင်တို့ရဲ့သွေးတွေကိုတောက်သုံးခြင်းနဲ့အဲ့ဒီသွေးတွေကိုဖောက်ထုတ်ပြီးတော့ရေချိုးကန်ထဲမှာထည့်ပြီးသူမကဝင်စိမ့်နေတာမျိုးပါအဲလီဇဘက်ရဲ့ဦးလေးကတော့ပိုလန်နိုင်ငံရဲ့ဘုရင်တစ်ပါးပါသူမဟာလည်း1585ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်သူမမှာကလေး၄ယောက်ရှိပါတယ်သူမခင်ပွန်းတည်ဆုံးပြီးတဲ့နောက်မှာတော့ vampire တွေလိုသွေးတွေကိုတောက်သုံးပြီးတော့သူမရဲ့ခန္ဓာကိုယ်ကိုအမြဲနုပြိုစွာထိမ့်သိမ်းထားနိုင်ဖို့အတွက်စတင်ပြီးတော့ကြိုးပမ်းလာခဲ့ပါတယ်သူမဟာအစေခံတွေကိုခိုင်းပြီးတော့မိမပြိုလေးတွေကိုဖမ်းယူစေပြီးမသေးခင်မှာရေးဆက်နှိပ်စက်ပြီးတော့နာကျင်မှုကိုခံစားစေပါတယ်။သူမထပ်ပိုလာတဲ့မိမပြိုလေးတွေဆိုရင်ပိုပြီးတော့နှိပ်စက်ရတာကြိုက်ပြီးတော့ဒီလိုနှိပ်စက်ပြီးတဲ့နောက်မှာတော့နှိပ်စက်လို့ရတဲ့အခါမှာတပ်ပစ်လိုက်ပါတယ်။ဒီလိုတပ်ပစ်ပြီးတဲ့အခါမှာသူတို့ရဲ့သွေးကိုဖောက်ထုတ်တာတောက်ခြင်းဒါမှမဟုတ်သွေးရည်နဲ့ရေချိုးခြင်းကိုသူမကလှုပ်ဆောင်ပါတယ်။ဖမ်းဆီးတပ်ဖြတ်ခြင်းခံရတဲ့မိမပြိုလေးတွေကတော့ဆင်းရဲပြီးတော့အင်အားမရှိတဲ့သူတွေပါ။အဲလီဇဘက်ကတော့ချမ်းသာပြီးတော့ဦးလေးကလည်းရှင်ဘုရင်တစ်ပါးဖြစ်တာကြောင့်အရန်ကိုအင်အားတောင့်တင်းနေသူပေါ့ဒါကြောင့်16ရာစုကအဲ့ဒီအဲလီဇဘက်ဆိုတဲ့အမျိုးသမီးကိုဘယ်သူမှမထိန်းနိုင်ခဲ့ကြပါဘူးဆဆချင်းမင်းပြိုလေးတွေတေဆုံးပြီးတော့ဒီလိုမျိုးတပ်ဖြတ်ခံရတဲ့အမှုကိုဘယ်သူမှမရေးမိခဲ့ကြပါဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့မင်းမပြိုရုပ်လောင်းတွေအရန်များပြားလာတဲ့အခါမှာတော့လူတွေကစပြီးတော့တန်တရားဝင်လာခဲ့ပါတယ်ဘာကြောင့်အဲ့ဒီတိုင်းပြည်မှာမင်းမပြိုအပြိုလေးတွေပဲပျောက်ဆုံးနေတာလေပျောက်ဆုံးသွားရင်လည်းဘာလို့အစအနတော်မှပြန်ပြီးတော့ရှာမတွေ့တာလဲဒီလိုနဲ့မူကြီးမတ်ရာတွေကဒီအမှုကိုစတင်စုံစမ်းခဲ့ကြပါတယ်1609ခုနှစ်မှာတော့ဘုရင်ဟင်နရီကိုတိုင်ကဒီအမှုကိုစစ်ဆေးဖို့အတွက်အမိန့်ချရပါတော့တယ်ဘုရင်ဟင်နရီရဲ့စုံစမ်းစစ်ဆေးချက်တွေအရအဲလီဇဘက်အုပ်ချုပ်ခဲ့တဲ့နှစ်20ကာလအတွင်းမင်းမပြိုလေးတွေနဲ့အပြိုစင်600ကျော်မတရားနည်းလမ်းဖြင့်တည်ဆုံးခဲ့ကြရပါတယ်မိမိရဲ့မျက်နှာခန္ဓာကိုယ်နုပြိုလှပဖို့အတွက်တခြားသူတွေကိုတတ်ပြီးတော့လှပအောင်ဖန်တီးလုပ်ယူရတာတကယ်ပဲနောင်တမရခဲ့ဘူးဆိုတာသိချရဲ့လား